တွေးလိုက်တော့လုံးတွေရတန်သွားလောကကြီးမောက်ခုံလန်သွားဖို့လေလောကကြီးမောက်ခုံလန်သွားဖို့ပုံစံမှာမူလေးတွေကြောင်းအလုံးသိသွားတော့ပေတရားလမ်းမှာပေါ်လဲရုပ်ပြည့်စင်မြတ်ပေါ်တရားကွယ်လုံးကမိကိုရိုးတဲ့အားတွေကောင်းခံလိုက်ပေါ်တဲ့ရိုးတဲ့အားတွေကောင်းခံလိုက်ပေါ်နော်ဟာသူ့တယောက်ထဲဆွဲလန်းခဲ့ဘူးတော့ဒါမြေလူတဲ့ပုံတိုင်းတွေ့ယူတွေ့တယ်မို့သမင်းလည်းမစားနေတော့တယ်ဘာမှမလုပ်နေတော့သေးလိုက်တော့တယ်ဘာမှမလုပ်နေတော့သေးလိုက်တော့အလုံးကျွန်းတမ်းပြိုင်ကြိုက်တော့ပူတန်လေးကူတော့စပင်းရှိမုတ်စိတ်တွေနဲ့တွေ့တိုးတိုးနဲ့ပေါ်